American Iguana အိမ်ညောင်တွေကလေသခင်ဖြစ်သူကိုမြင်လိုက်ရတဲ့ပထမဆုံးစက္ကန့်မှာတင်အနားကိုအပြေးလွှားရောက်လာတတ်ကြတာပါသူတို့ကတကယ်ကိုလူအနာကတ်ချင်ကြတာပါနော်တင်ပယ်နေရသွားသူတို့ကနောက်ကနေတကောက်လိုက်နေတော့တာပါပဲရှင့်ရုပ်ရည်သွင်းပြင်းကကြောက်စရာကောင်းတယ်လို့ထင်ရပေမဲ့တကယ်တော့သူတို့ကသခင်ကိုကောင်းမှတ်မိကြပါတယ်ရှင့် American Iguana တကောင်ရဲ့ခန္ဓာကိုယ်အရှိကပြန်မြ1.5 မီတာလောက်ရှိပြီးကိုယ်လေးချိန်ကတော့10ပိတ်တာဝန်းကျင်လောက်ရှိပါတယ်ကိုနဲ့ရင်းနှီးပြီးသားသူတွေနဲ့ဆိုရင်တော့သူတို့ကတကယ်ကိုတိမ်မွေ့လွန်းလာပါတယ်နော်တင်ကသူ့ကိုပုတ်တက်ပေးတဲ့အခါမျိုးမှာဆိုမျက်လုံးလေးတွေမှိတ်ပြီးဇိမ်ခံနေတတ်တာပါတင်ကိုမြင်လိုက်ရတာနဲ့တင်သူတို့ကအနားကိုအလိုရောက်လာတတ်ကြပါတယ်တချို့အချိန်တွေဆိုရင်တော့ရင်ခုန်စိတ်လှုပ်ရှားလွန်းလို့လက်ပြမတက်တလူလူတလဲလဲနဲ့ကိုတင်အနားကိုတိုးကတ်ချင်နေတာပါအိမ်ကခွေးလေးတောင်ကြည့်ပြီးမနာလိုဖြစ်နေရတဲ့အထိပါပဲသူတို့ပိုက်စားလာပြီးဆိုရင်တော့တင်ရှိတဲ့ကိုရှောက်လာပြီးပါဇက်ကြီးအဟောင်းသားနဲ့ထမင်းကျွေးဖို့တတိပေးတတ်ကြပါတယ်သူတို့ရဲ့အစားအစာကတော့အရန်ကိုရိုးရှင်းပါတယ်။ဘာလို့လဲဆိုတော့သူတို့ကတက်လွတ်စားတဲ့တတဝါတွေမို့လို့ပါ။ဟင်းသီးဟင်းရွက်နဲ့တစ်သီးဝလံအနေငယ်ပြင်ဆင်ပေးထားရုံနဲ့တင်အဆင်ပြေနေပါပြီ။ဒါတင်မကသေးပါဘူး။သူတို့ကအစားအစာလူစားတတ်တဲ့အကျင့်လည်းမရှိကြပါဘူးနော်။ကြောင်လေးတွေနဲ့လည်းတစ်ခွက်ထဲမှာအတူတူမျှဝေစားတောက်နိုင်ကြပါတယ်။အစာစားပြီးသွားတဲ့အခါမှာလည်းနှုတ်ဆက်တဲ့အနေနဲ့ခေါင်းလေးငင်းပြပြီးသူတို့အိမ်ထဲသူတို့ဘာသာလမ်းကြောင်းအတိုင်းပြန်ဝင်သွားတတ်ကြတာမို့တင်ကတိတ်ပြီးအလုရှုပ်ခံစရာမလိုပါဘူးဒါ။ပေမဲ့သူတို့မှာအားနည်းချက်တစ်ခုတော့ရှိတယ်ဗျအဲ့ဒါကတော့အေးဒဏ်ကိုအရန်ကြောက်ကြတာပါပဲအမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်မှာဆိုရင်အီဂွာနာတွေအများကြီးရှိပြီးရာသီဥတုအေးလာပြီဆိုရင်တော့တစ်ပင်ပေါ်ကနေအလိုလိုပြုတ်ကျလာတတ်ကြလို့ဒီအတိုင်းလိုက်ကောက်ယုံပါပဲရှင်အခုလိုစိတ်ဝင်စားစရာတွေထပ်တင်ဆက်ပေးနေမှာမို့ဘယ်မျိုးကအားပေးနေကြလဲဆိုတာပြောခဲ့ပေးကြပါအောင်ရှင်